မြန်မာပြည်မှာရှိတဲ့ရှင်းအောင်သမိုင်းဝင်ဂူပေါင်းများစွာတွေဂူဝါကနေဝင်လိုက်တာနဲ့ဒီတိုင်းနဲ့ရွှေရောင်တွေဝင်းနေတဲ့ဗုဒ္ဓရုပ်ပွားတော်ပေါင်း8000ကျော်ကိုတနေရာထဲမှာဖုံးလွှမ်းနိုင်နေနေရဒါကတော့သူတို့ကိုပိုင်ဦးချုပ်ခွင့်ရဒေတာပင်းတရားမျိုးမှာရှိတဲ့ပင်းတရားရွှေဥမင်းလိုက်မှုဖြစ်ပါတယ်စံကျင်မှုတွေသမိုင်းဝင်ပုံမြင်နေတဲ့ပြည့်နေနေတဲ့ဒီလှန်မှုတွေကိုဒီနေ့ vlog လေးနဲ့ဝင်လေ့လာကြည့်အောင်လီကမတက်နိုင်တဲ့လူတွေအတွက်လည်းတက်လီကတိစောက်ပေးတာတော့တွေ့ရပါတယ်ဒါတော့ကျွန်တော်တို့ညနေဆောင်ကျွန်တော်တို့ရောက်ခဲ့တဲ့အချိန်ရှူတင်လေးဖြစ်ပါတယ်အပေါ်ကနေရှူတင်ကအရန်လှတာတွေ့ရပါတယ်တိုင်ကူတဲဆောင်ဝင်လိုက်တဲ့ရှေးခေတ်ဆက်ဆက်ကနေယနေ့ထိအလူရှင်တီးတီးထူထမ်းထားကြတယ်ရုပ်ပွားတော်တွေကိုဂုဏ်ရံပြည့်ကြောက်ဆက်ပန်းဆွဲတွေအကြောင်းမှာတွေ့ရမှာဖြစ်ပါတယ်ဂူတွင်ပိုင်းဟာဘာဝတိုင်းဖြစ်ပုံနဲ့တိုးတောက်ကြည့်ပြီးဖြစ်ပြီးတော့တိုင်ကောင်းတိုင်းရောက်လို့အများကြီးရှိတယ်လမ်းလျှောက်ရင်းနဲ့အံဩစရာကောင်းတဲ့ဂူကတော့ဂူထဲမှာစိမ့်ထွက်နေတဲ့ဘာဝကြောက်ဆက်ရည်တွေအချိန်ပေါင်းများစွာဖြစ်တည်ရတယ်ကြောက်ဆက်ပန်းဆွဲကြောက်ဆက်တိုင်းတွေပဲဖြစ်ပါတယ်ဒီနေရာကတော့ဂူလန်းဆုံးနေရာဖြစ်ပါတယ်ဂူထဲမှာဖျားပွင့်အေးမြတဲ့သဘာဝဂူရဲ့ငွေတက်ခံစားရင်ဓာတုနှစ်ပေါင်းများပါလက်ရပြီးလာခွင့်ရခဲ့တာတကယ်ကိုစိတ်ချမ်းသာလို့ကောင်းတဲ့တွေ့ကြုံပင်းရကိုရောက်ခဲ့ရင်ဒီရွှေဥမင်လိုက်မှုကိုမဖြစ်မနေလာရောက်ပြုမြော်ဖို့တိုက်တွန်းပါတယ်ရှမ်းပြည်နယ်ရဲ့တောက်ပစမ်းနေတဲ့နေရာတွေကိုစက်ကြည့်ခြင်းတော့ follow လေးလုပ်ထားဖို့မမေ့နဲ့ဘူးနော်နောက်တဲ့ vlog တွေမှာပြန်တွေ့ကြပါမယ် bye bye